မနက်ခင်းမှာဘုရားရှင်ဆုံးခံကြွလာခဲ့ပေမဲ့ဒီနေ့မှာထူးထူးခြားခြားမြို့ကြီးကတိတ်ဆိတ်၆ကပ်လို့နေပါတယ်တိမ်မီတိမ်ဆုံးခံခဲ့ပေမဲ့လည်းဆုံးထွက်လောင်းသူတဦးတလီမှရှိမနေခဲ့ပါဘူးအတန်ကြာတော့အိမ်တိန်ကအမျိုးသားတူကဘုရားရှင်ကိုအိမ်ထဲကိုအတင်းဆွဲခေါ်လိုက်ပြီးဒီလိုလုပ်ပြီးလို့ခွင့်လို့ပါဗျာအရှိအနေနဲ့လည်းဒီချိန်မှာအပြင်မထွက်သင့်ပါဘူးအင်္ဂုလိမာလာဆိုသူဟာတာဝတိနယ်စပ်မှာတောင်းကျမ်းနေပါတယ်မြို့သားတွေအားလုံးနဲ့အိမ်ပြေကိုမထွက်ရဲလောက်ကြောက်လန့်နေကြပါတယ်ဖျားဆိုပြီးရှောက်တင်ခဲ့ပါတယ်ဘုရားရှင်ကအင်္ဂုလိမာလာဆိုတာဘယ်သူပါလဲလို့မေးတဲ့အခါမြို့သားကအင်္ဂုလိမာလာမကောင်းဆိုးဝါလိုပါပဲဗျာသူကကလေးလူကြီးယောက်ျားမိန်းမအားလုံးတယောက်မှချမ်းသာမပေးပါဘူးဘယင်စစ်တီတွေကတော့သူ့ကိုမဖမ်းနိုင်သေးပါဘူးဖျားလို့ဆိုခဲ့ပါတယ်ဘုရားရှင်ကအဲ့ဒီလူကပြည်သူတွေစီကနေလူရက်နေတာလားလို့မေးတဲ့အခါမှာမဟုတ်ပါဗျာသူကပစ္စည်းဥစ္စာတွေကိုလုံးဝစိတ်ဝင်စားပါဘူးလူတယောက်ကိုတွေ့ပြီးဆိုတာနဲ့သူ့လေဆွဲမှာတီးဖို့အတွက်လက်ချောင်းတွေလိုက်ဖြတ်တော့တာပဲဗျာဒါတောင်ပဲသူ့ကိုအင်္ဂုလိမာလာလို့ခေါ်တွင်တာပါလက်ချောင်းတစ်ထောင်ပါတဲ့လေဆွဲကိုဝစ်ထိုင်းသူ့ဆွဲတွေကပိုထက်လာလိမ့်မယ်လို့လည်းပြောကြပါတယ်ဗျာအရှင်ဘုရားလည်းအပြင်မထွက်သေးမှာအန်ဒီရဲ့ကြီးလွန်လှပါတယ်လို့ဆိုခဲ့ပါတယ်ဘုရားရှင်ကကိုရောနေတဲ့အကြောင်းတရားကိုနိုင်ခဲ့ပြီးဖြစ်ကြောင်းမိန့်ကအိမ်ထဲကနေပြန်ထွက်လာခဲ့ပြီးတော့လူဆိုးကြီးအင်္ဂုလိမာလာတောင်းကျမ်းနေပါတယ်ဆိုတဲ့တောကြီးတဲ့ကိုဝင်သွားခဲ့ပါတယ်ဘုရားရှင်တော်တဲ့ဝင်လာတဲ့အင်္ဂုလိမာလာဟာတေချာချောင်းမြောင်းနေခဲ့ပြီးတော့အတော်လေးကြာတော့ဘုရားရှင်ရှေ့ကိုခုံချလာခဲ့ပါတယ်ဒါပေမဲ့ဘုရားရှင်ကတည်ငြိမ်သွားပဲရှိနေခဲ့ပြီးတော့လူဆိုးကြီးကိုအေးချမ်းသွားတစ်ချက်ပြုံးပြကရှေ့ကိုဆက်လျှောက်သွားခဲ့ပါတယ်အင်္ဂုလိမာလာကအတင်းယဟန်ချက်ချင်းရက်လိုက်ပါလို့လမ်းអော်ပေမဲ့ဘုရားရှင်ကဂယုမဆိုင်တာကြောင့်ဒေါသတကြီးနဲ့အပြေးလိုက်လာပြီးကျွန်တော်တင်းကိုရက်ဖို့ပြောနေတာဘာကြောင့်မရက်တာလဲလို့អော်ပြောပါတော့တယ်ဒီကမှာဘုရားရှင်ကကိုတော်ရက်နေတာကြားပြီးဖြစ်ကြောင်းနဲ့တင်ကသာမရက်သေးတာပါလို့ဟောကြားလိုက်ပါတယ်အင်္ဂုလိမာလာကတင်ကျွန်တော်ကိုမကြောက်ဘူးလားကျွန်တော်ကမကောင်းဆိုးဝါးကြီးတကောင်ပဲလို့ဆိုလိုက်ပေမဲ့ဘုရားရှင်ကအေးချမ်းနဲ့အပြုံးလေးနဲ့မဟုတ်ပါဘူးတင်ကလူသားတူပါပဲလို့ဆိုခဲ့ပါတယ်အင်္ဂုလိမာလာကအတင်းယဟန်တင်ကဒီတိုင်းလမ်းဆက်လျှောက်နေဘာကြောင့်ရက်နေတာကြာပြီးလို့ဆိုရတာလေပြီးတော့ဘာကြောင့်ကျွန်တော်ကိုမရက်သေးတဲ့သူတို့ပြောရတာလဲဆိုပြီးတော့ဓာကြီးနဲ့ချိန်ရွယ်ကမေးလိုက်ပါတယ်ဘုရားရှင်ကကိုတော်ဟာအခြားသူများနာကျင်ထိခိုက်စေမဲ့အပြစ်ကျူးလွန်မှုများကိုရက်လိုက်ပြီးဖြစ်ကြောင်းနဲ့တင်ကတော့အကုသိုလ်တွေကိုမယံမနာပြုလုပ်နေစေဖြစ်ကြောင်းလူတိုင်းဟာလုံခြုံတဲ့ဘဝကိုလိုချင်ကြတာကြောင့်ဘဝတွေကိုကာကွယ်နိုင်မဲ့နီးလန်းများကိုပဲရှာဖွေခဲ့ကြောင်းနဲ့လူချင်းမေတ္တာစိတ်ကလေးမွေးပြီးတော့ရှုမြင်တင်ကြောင်းကိုဟောကြားလိုက်ပါတယ်ဒါမဲ့လူဆိုးကြီးကတော့မဟုတ်ဘူးလူသားတွေစီမှာချစ်ချင်းမေတ္တာလုံးဝမရှိဘူးအားလုံးကလိမ်လည်လှည့်ပြားသူတွေကြီးပဲကျွန်တော်အားလုံးကိုတတ်ဖြတ်ပြစ်ရမယ်ဆိုပြီးတော့ကြိမ်ဝါနေခဲ့ပါတယ်ဘုရားရှင်ကလူသားတွေဟာအင်္ဂုလိမာလာကိုများစွာနာကျင်စေခဲ့ကြောင်းနဲ့လူသားတွေကိုမသိမှုဆိုတဲ့အဝိဇ္ဇာအမှောင်ကစိုးသွမ်းစေခဲ့ကြောင်းလောဘဒေါသမောဟတွေဟာမသိမှုဆိုတဲ့အရာကစတင်ဖြစ်တည်လာပြီးထို့အတူပဲလူသားတွေရဲ့နှလုံးသားထဲမှာချစ်ချင်းမေတ္တာကိုချင်းစာတရားနဲ့အကျဉ်းသာတရားတွေလည်းရှိနေသေးကြောင်းကမ္ဘာပေါ်မှာစိုးသွမ်းတဲ့လူသားမျိုးတွေရှိရင်ကောင်းမွန်တဲ့လူသားတွေလည်းတေချာပေါက်ရှိရမှာဖြစ်ပြီးမိမိရဲ့ဒေါသစိတ်ကိုဖယ်ခွာကြည့်ရင်မြင်နိုင်မှာဖြစ်ကြောင်းကိုဟောကြားလိုက်ပါတယ်နာကြားတဲ့စကားတွေကြောင့်ငြိမ်ကျသွားတဲ့အင်္ဂုလိမာလာကအရှင်ဟာတာမန်လူသားတော့မဟုတ်နိုင်ဘူးလို့ရေရွတ်လိုက်မိပြီးဘုရားရှင်ကကိုတော်ဟာအားလုံးဤလူတာမန်လူသားပဲဖြစ်ပေမဲ့အဝိဇ္ဇာအမှောင်တူတဲကနိုးထလာခဲ့သူဖြစ်ကြောင်းလူသားအားလုံးကိုလည်းအမှောင်တူတဲကနိုးထလာနိုင်မှုလမ်းညွန်ပေးနေပြီးတော့ကိုတော်ရဲ့လမ်းစဉ်အမုန်းတရားတွေခြေဖြတ်ကာလူသားများကိုချစ်ချင်းမြတ်တာနဲ့ကြောက်ရွံ့ခြင်းကင်းစေနိုင်ကြောင်းဒါကြောင့်အင်္ဂုလိမာလာကိုယ်တိုင်လည်းဒီလမ်းကြောင်းပေါ်ကိုအေးချမ်းစွာရှောက်လန်းနိုင်ကြောင်းကိုဟောကြားလိုက်ပါတယ်အင်္ဂုလိမာလာကကျွန်ုပ်တို့တော့နောက်ကျလွန်နေခဲ့ပါပြီကျွန်တော်ကလူသက်ပေါင်းများစွာကိုတတ်ဖြတ်ခဲ့ပြီးပါပြီဒါကြောင့်နောက်ကြောင်းပြန်လှည့်ဖို့မဖြစ်နိုင်တော့ပါဘူးလို့ဆိုခဲ့ပါတယ်ဘုရားရှင်ကမဖြစ်နိုင်တဲ့အရာဆိုတာမရှိကြောင်းနဲ့နောက်ကျခြင်းဆိုတာလက်လျှော့လိုက်ခြင်းထက်တော့တာလွန်သေးကြောင်းအင်္ဂုလိမာလာအနေနဲ့မိမိရဲ့အပြစ်ကိုသိမြင်နိုင်တာကြောင့်အမှားမှန်ကိုခွဲခြားနိုင်တဲ့ဉာဏ်ကိုပိုင်ဆိုင်ထားကြောင်းဒီနေ့ကစပြီးတော့မိုက်မဲမှုတွေခွာချလိုက်ပြီးကောင်းမွန်တဲ့လမ်းစဉ်ကိုရှောက်မယ်ဆိုရင်ဖြူစင်တန်ရှင်းတဲ့ဘဝအသစ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်းဟောကြားလိုက်ပါတော့တယ်အင်္ဂုလိမာလာကမဖြစ်နိုင်တော့ပါဘူးကျွန်ုပ်အနေနဲ့ခုချိန်မှာဘလို့ပင်ကောင်းမွန်အောင်နေလဲတိုင်သူပြည်သားတွေကတော့အညှိုးတင်းနဲ့ဒုက္ခပေးကြမှာပါပဲလို့ဆိုလိုက်ပြန်ပါတယ်ဒီကမှာဘုရားရှင်ကအကြမ်းဖက်မှုတွေကိုသာအမှန်တကယ်ဆွန့်လွတ်မယ်ဆိုရင်တိုင်သူပြည်သားများရဲ့အညှိုးတေးတွေကနေကာကွယ်ပေးမှာဖြစ်ကြောင်းတကယ်တော့အင်္ဂုလိမာလာအများထက်တာလွန်းတဲ့ပညာဉာဏ်ကိုပိုင်ဆိုင်ပြီးတော့လွတ်မြောက်ရာလမ်းပေါ်မှာအချိန်တိုတွင်းနိဗ္ဗာန်ကိုရောက်ရှိရပါလိမ့်မယ်လို့ဟောကြားတော်မူခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့လူမိုက်ကြီးရလည်းဘုရားရှင်ရဲ့ခြေတော်ရေးမှာဒူးတုပ်ဝတ်တွားကတပည့်ဖြစ်ခံဝင်တောင်းမှန်လျှောက်ထားခဲ့ပါတော့တယ်